မှာတရားကျင်လို့သာနာခဲ့ကျွန်တော်ဟာမနဲ့တွေ့မှာအယူမှုပြင်းနေလို့အခါကမြဲတွေ့နေတယ်ဟိုရောင်စင်သက်တမ်းတွေကြမှာနော်မနဲ့မြောက်သူအိမ်မလေးတကူကိုမဲ့ဖို့အတွက်အမြဲလိုတွေ့ထားတယ်ဒီနေ့ကျွန်တော်မအကြောင်းနဲ့တွေ့ယူရေခုံတောင်းတမှုကြောင့်ရေးထားခဲ့တဲ့တေးတကူမနဲ့မြကျွန်တော်ဝင်ရောက်တဲ့ခဏတည်းခုချိန်လေးတကူမှာယုံကြည်တဲ့မဟာကျွန်တော်တို့ပြားကပေးတဲ့စုလာအိုးဟိုချစ်ခဲ့မိပြီနော်ညစေအိမ်မထဲမှာနောက်ရှစ်တက်တက်မှချင်းလေးမမျောမနာဒီကနာလုံးပြခွာချပေးပါနော်ကျွန်တော်ဟာမနဲ့တွေ့မှချစ်ကိုစားပြီးခံစားဖို့တာပေါ့မိုက်ဖြစ်ပြီနဲ့တော့ရှေ့ကကြောက်ချင်တယ်ဘာကျွန်တော်ကိုရရှိပေးလဲမနာကလေးရဲ့ကျွန်တော်ဟာမတရားကျင်လို့သာနာကေကျွန်တော်ဟာမနဲ့တွေ့မှာအယူမှုပြင်းနေလို့အခါကမြဲတွေ့နေတယ်ဟိုရောင်စင်သက်တမ်းတွေကြမှာနော်မနဲ့မြောက်သူအိမ်မလေးတကူကိုမဲ့ဖို့အတွက်အမြဲလိုတွေ့ထားမရဲ့ဘေးမှာကျွန်တော်ရေးလို့ရှိရင်ပါတယ်မနာမည်မအကြောင်းနဲ့မအကြိုက်တွေသိရင်ပါတယ်မအပြုံးနဲ့အကြည့်တွေကဒီရမညိနေပါတယ်မကတော့ကျွန်တော်သတ်မှတ်ပေးထားတာစေးပြင်ပါတယ်ရှားတယ်ထားပါကျွန်တော်ဟာမတော့ကစားစရာတက်တက်မဖက်ကရှိပြီဆိုရင်ကျွန်တော်မှဖျားပါတက်တယ်မကအာမနာတက်တော့ကျွန်တော်မှရှက်တွေပါကွယ် red စပီစောင်းရတဲ့ရက်တွေကမနဲ့မရှိပါနဲ့မရဲ့ကျွန်တော်ဝေးတော့မနေပါနဲ့မမျက်စောင်းလေးထိုးခံရရင်ကျွန်တော်မှရှင်ပါဝက်ရှစ်လုံးလုံးနောက်ကလိုက်တာနောက်ဆက်တယ်လို့ထင်ပါနဲ့မုံတွေမလို့ခြင်းဘူးကျွန်တော်လိုချင်တာကျင်တာပဲ yeah မာနာကလေးရဲ့ကျွန်တော်ဟာမတရားကျင်လို့သာနာကေကျွန်တော်ဟာမနဲ့တွေ့မှာအယူမှုပြင်းနေလို့အခါကမြဲတွေ့နေတယ်ဟိုရောင်စင်သက်တမ်းတွေကြမှာနော်မနဲ့မြောက်သူအိမ်မလေးတကူကိုမဲ့ဖို့အတွက်အမြဲလိုတွေ့ထားတယ်